Hello အားလုံးမင်္ဂလာပါ Mr. PCY Gaming YouTube Channel ကနေမိတ်ဆွေတင်ငယ်ကျွန်တော်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ဒီကောက်ဗီဒီယိုလေးကတော့ကျွန်တော်တို့ PUBG Mobile မှာ Matic Circle Reward Season Reward တွေကိုကျွန်တော်အနေနဲ့ဘယ်လိုမျိုး free ယူလို့ရမလဲဆိုတာကျွန်တော်ရဲ့ယခုဗီဒီယိုမှာအားလုံးအသေးစိတ်ရှင်းပြပေးပါမယ်မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့ဒီအောင်နာကကျွန်တော် Season ဆိုတဲ့နေရာလေးကိုထောက်လိုက်ပါပေါ့နော်ဒီလိုနေရာကိုထောက်လိုက်တာနဲ့တပြိုင်တည်းကျွန်တော် Circle Reward ဆိုတဲ့နေရာလေးကိုထပ်မံပြီးဝင်လိုက်ပါဒီမှာကျွန်တော်အနေနဲ့ Circle Reward ရဲ့နေရာလေးကိုတွေ့ရမယ်ပေါ့နော်ဒီမှာတော့အနေနဲ့ Diamond ပြီးရင်တော့ Crown ပြီးရင်တော့ Ace ပေါ့နော်ဒီ၃ခု reward တွေကိုတွေ့ရမယ်ဒါကတော့မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့ Season 3ခုလုံးကိုစော့ထားတဲ့သူလားလျင်ဒီ reward တွေကိုတစ်ခါတန်းပြီးရရှိမှာဖြစ်ပါတယ်မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့အခု season မှာစပြီးစော့မယ်ဆိုရင်မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ Diamond မှာလိုချင်တဲ့ reward ဆိုရင်တော့ကျွန်တော်အနေနဲ့ ACE ကိုရအောင်စော့ရမယ်ကျွန်တော်အနေနဲ့ဒီ Crown ကကျွန်တော် reward တွေဆိုရင်တော့ ACE Master အထိကိုရအောင်စော့ရမယ်ပေါ့နော်တကယ်လို့နောက်ဆုံးကျွန်တော် Ace ကကျွန်တော် reward ကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော် ACE Dominator အထိကိုရအောင်စော့ရမယ်ပေါ့နော်ကျွန်တော်ကတော့အခု season 3ခုဖြစ်တယ်ကျွန်တော် season 10ရဲ့ season 11ရဲ့ season 12ရဲ့ဒီ season 3ခုလုံးမှာကျွန်တော်အနေနဲ့ဒီ ACE Master အထိရောက်ခဲ့တယ်ဆိုတော့ကျွန်တော်အနေနဲ့အခုကတော့တော့တစ်ခါတန်းပြီးတော့ဒီ reward တွေကိုလုံးဝတော့ free ရရှိခဲ့တယ်ပေါ့နော်တကယ်လို့မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့ခုမှ season မှာတော့အနေနဲ့မိတ်ဆွေတင်ငယ်ကျွန်တော်ရဲ့ဒီအကောက်ကိုတော့တင်ရင်လည်းဆိုရင်တော့အနည်းဆုံးကတော့မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့ ACE Dominator အထိရအောင်စော့မှလာတယ်ဒီ season reward 3ခုလုံးလုံးဝတော့ free ရရှိမှာဖြစ်ပါတယ်ဒီတို့ကြောင့်မို့ဒီ season reward တွေကလည်းမစိုးပေါ့နော်သူ့ရဲ့ season reward တွေကလည်းတော့ hack ကြီးရလည်းလုံးဝ Matic skin ဖြစ်တယ်ပြီး outfit skin ကလည်းတော့ Matic skin ဖြစ်တယ်ပေါ့နော်နောက်တဲ့တော့ lady ကဆင်းရတဲ့ဟာလေးကတော့လုံးဝ legendary skin လေးပေါ့နော်သူ့ရဲ့ Matic skin လေးကလည်းမစိုးပေါ့နော်ကျွန်တော်တစ်ချက်ကြည့်လိုက်ကြအောင်ပေါ့နော်Okay outfit skin ကတော့ပြောရတော့မလို့ပေါ့နော်တော်တော်လေးတော့မိုက်တယ်ပြီးရင်သူ့ရဲ့ hack gear လေးလည်းမစိုးပေါ့နော်သူ့ရဲ့ပုံစံနဲ့ကျွန်တော်စက်ရုပ်ပုံစံလိုတော့ဂျိုသားပုံစံလိုဒီလိုမျိုး outfit skin မျိုးလေးနဲ့နည်းနည်းခက်စင်စင်လေးပေါ့နော်ဒါပေမဲ့မစိုးလို့ပြောလို့ရတယ် lady ပေါ်ဆင်းတဲ့ဟာတော့ရမ်းတော့ကျွန်တော်တိတ်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့လည်းမစိုးလို့တော့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ပုံစံတော့ skateboard ဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့လည်းဒီလိုမျိုး circle reward တွေ season reward တွေကိုလုံးဝတော့ free လိုချင်တယ်ဆိုရင်ယခု season မှာစဆော့မဲ့သူတွေဆိုရင်တော့ AC Dominator အထိကိုမရအောင်ဆော့ပါseason 3ခုလုံးရအောင်ဆော့တဲ့သူတွေကတော့လုံးဝတော့ AC ကနေတော့လုံးဝတော့ free ရရှိသွားမယ်ပေါ့နော် AC ရောက်လိုက်တာနဲ့ပြန်တဲ့ free ရရှိမယ်ဒီတော့ကြောင့်မစိုးလို့တော့ပြောလို့ရပါတယ်ဒါဆိုရင်တော့မိတ်ဆွေတကယ်ကျွန်တော်နေတော့ circle reward တွေ season reward တွေကိုလုံးဝရယူပြပြီးလာပေါ့မရယူရသေးဆိုရင်လည်းအမြန်လေးရယူလိုက်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ season reward တွေကတော်တော်လေးကိုမိုက်ပါတယ်ဟုတ်ကဲ့ပါ YouTube ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့ like and subscribe ပြုလုပ်နိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတင်ငယ်ကျွန်တော်ဒုတိယဆင်စီတိုင်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะကဲအားလုံးပဲ bye bye